လန်းဆန်းနဲ့မင်္ဂလာမနက်ခင်းပါခင်ဗျာ2014မေလ25ရက်တနင်္ဂနွေမနက်ခင်း BBC အစီအစဉ်တွေကိုလန်ဒန်မြို့ကတက်ရိုက်အသံလွှင့်နေပါတယ်ကျွန်တော်ကိုအောင်ပါ BBC ရဲ့အစီအစဉ်တစ်ခုဖြစ်တဲ့စမ်းသစ်တီထွင်လေတော့တခွင်အစီအစဉ်ကိုကိုဝင်းမြင့်ကတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီကနေ့နားဆင်ရမယ့်ပွဲဥရဲ့အစီအစဉ်မှာတော့လဲမရှိပဲစပါးဆိုင်တဲ့နီးကိုပြောပြမှာပါတဲ့နားဆင်ရအောင်လားခင်ဗျာစဘာလို့ပြောလိုက်ရင်တော့လက်ကွက်ကြီးတွေဒါမှမဟုတ်ရင်လည်းတောင်ရခင်းတွေကိုပြေးမြင့်မိမှသိကြပါတယ်အခုနေ့ကတော့တောင်ရလည်းခုတ်เสียမလို့တလို့လက်ကွက်ကြီးလည်းစီးเสียမလို့ပဲနဲ့မိသားစုတစုတနစ်စာစားလောက်အောင်စိုက်ပျိုးနိုင်တဲ့နီးဖြစ်ပါတယ်လဲမရှိပဲစဘာဆိုင်နေတဲ့ထိုင်းနိုင်ငံတောင်ပိုင်းစုံခရာကဥခမ်နန်နွမ်မနီရေပြောပြပါအောင်ဗျဘယ်လိုစိုက်တာလဲล้อยางนะเอามาเราก็ต้องไปทำให้คุณรู้ว่าก็1งานน่ะมันทั้งหมดของผมทั้งบ่อที่ကားဝင်းတရားဟောင်းထဲမှာစဘာစိုက်လို့ရအောင်လုပ်ပြီးစိုက်ပျိုးတဲ့နည်းဖြစ်ပါလေဗျာလေထဲမှာစိုက်တဲ့စဘာကရေနဲ့မြေဩဇာအများကြီးသုံးရပြီမဲ့စဘာပင်က10ရာခိုင်နှုန်းလောက်ပဲရတယ်ဗျာကျန်တာကအလေလွတ်နေဖြစ်ကုန်တယ်ကားဝင်းတရားဟောင်းမှာစဘာစိုက်ပျိုးနည်းကတော့ရေကိုရောမြေဩဇာကိုပါလိုသလိုထိန်းနိုင်တဲ့အတွက်အကုန်ကျတက်တာတယ်တစ်နှစ်ကို4ချိန်စိုက်နိုင်တယ်ကျွန်တော်မိသားစု4ယောက်အတွက်ကတော့တစ်နှစ်လုံးစားနိုင်အောင်ကျွန်တော်စဘာစိုက်ပျိုးလာတာမြေကျဲမြေဧက9ပုံတပုံလောက်ပဲရှိပါတယ်ဒါကြောင့်လေမရှိပဲစဘာစိုက်တဲ့နီးလို့ပြောတာဖြစ်ပါတယ်ဗျာပုံမှန်အဖြစ်စဘာဆိုင်လို့မရတဲ့ကြောက်မြေသဲမြေရေငန်မြေစတဲ့မြေတွေမှာကားတာယာကိုချပြီးစိုက်နိုင်တဲ့အတွက်ရေစီရင်မြန်မာတနိုင်ငံလုံးမှာစိုက်လို့ရနိုင်ပြီလို့ပြောနိုင်ပါတယ်လယ်ထဲမှာစိုက်တဲ့စဘာအများစုနဲ့တောင်ယာစဘာတွေကတော့မိုးရေကိုပဲအားကိုးရတာဖြစ်လို့ရာသီဥတုဖောက်ပြန်ရင်တော့စဘာရဖို့ကမသေးကြဘူးဖြစ်တာပေါ့ဒီနီးကတော့မိသားစုတစုတနိုင်တစ်ပိုင်းစိုက်နိုင်တဲ့နီးဖြစ်တယ်လို့ဦးခမ်းနန်းကပြောပါတယ်စိတ်ဝင်စားဖို့ကောင်းတဲ့ကားဘိတ်တာယာစဘာစိုက်နီးကိုအသုံးပြရမယ့်ပစ္စည်းတွေကတော့ကားဘိတ်အဟောင်းရယ်ကားဘိတ်ထဲမှာရေလုံအောင်လုပ်ဖို့အတွက်အင်္ဂလိပ်လောင်းရမှာဖြစ်လို့ဘီလက်မြေသဲကြောက်ခဲအင်္ဂလိပ်ရေမစိတ်တဲ့ဆေးရည်နဲ့နှစ်လက်မခွဲအိမ်ရိုက်တန်တို့လိုပါတယ်နောက်ပြီးတော့စဘာစိုက်ဖို့အတွက်ကရေနဲ့မြေကြီးလိုတာပေါ့လေမြေဩဇာကတော့ကျွဲချီနွားချီဝက်ချီကြက်ချီစတဲ့သဘာဝမြေဩဇာတွေကိုသုံးရင်ပိုကောင်းပါတယ်ပြီးတော့စဘာစိုက်ဖို့မျိုးထောင်နဲ့ပလတ်စတစ်အမဲပေါ့လေအရွယ်ကတော့အကျယ်က4လက်မအစေက6လက်မအရွယ်လိုပါတယ်ပလတ်စတစ်မရှိဘူးဆိုရင်တော့မြေကြီးထဲနိုင်တဲ့ချင်းလေးတွေကိုရက်လုပ်ပြီးတော့လဲစိုက်လို့ရပါတယ်အဲ့တော့ကားဘိန်းကဘလို့ဘိန်းမျိုးဖြစ်ရမလဲဥခမ်းနွားရေပြောပါအောင်ဗျก็มีล้อยางนะอยากได้ก็คือล้อโฟวิวကောင်းဆုံးကတော့ဟိုဝီကားဘိန်းဖြစ်ပါတယ်ဟိုဝီကားဘိန်းကိုချထားရဲဇောက်ခတ်ထူထူရတယ်အရွယ်ကလည်းမကြီးမငယ်ဆိုတော့ပြောင်းရရွှေ့ရလွယ်တာပေါ့ဆယ်ဘိန်းကားဘိန်းကတော့စဘာစိုက်လို့ရပေမဲ့သဲရပြူရခက်တယ်ဗျာကားဘိန်းငယ်ဆိုရင်တော့လေမြေမှာချထားရင်နေရာစားတယ်စိုက်တာကဘလို့ကားဘိန်းမျိုးပဲဖြစ်ဖြစ်စိုက်လို့ရတာပေါ့ဘုတ်ပတ်ဝဲချက်မှာရှိတဲ့ကားဘိန်းသုံးတာကတော့ဇေယိတ်တက်တာပါဗျာခမ်းနော်ပြောတဲ့အတိုင်းပေါ့လေတာယာကွေကိုစမ်းပြီးဖြတ်ကြည့်အောင်ပါအခုတော့ကျွန်တော်တာယာဘိတ်တစ်ခုရထားပါပြီတာယာဘိတ် point နားမှာဆိုလို့ရှိရင်တော့ဒီသံကွေကြိုးတွေမရှိတဲ့အတွက်ကြောင့်မို့ဖြတ်ရလွယ်တယ်ဒါကြောင့်မို့သူပြောတဲ့အတိုင်းပဲဖြတ်ကြည့်အောင်ပါလက်တစ်ဖက်နဲ့နှာခေါင်းကိုဖိထားမယ်ပြီးတော့ဓာတ်ဦးထက်ထက်နဲ့ဆွဲဖြတ်မယ်ခင်ဗျဟုတ်တယ်ဗျတော်တော်လေးလွယ်တယ်ဗျဓာတ်ဦးထက်ထက်နဲ့ဆွဲလိုက်တဲ့နဲ့ပြတ်ထွက်လာတယ်ခင်ဗျအဲ့တော့ပတ်လေကိုအသားလေးလက်လေးနဲ့လိုက်ဖိပြီးတော့ဆွဲဖြတ်သွားလို့ရပါပြီခင်ဗျတာယာကွေကတော့ပြတ်သွားပြီတာယာကွေကိုရေလုံးအောင်ဘယ်လိုထိမ့်မလဲဆိုတာကိုတော့ဦးခမ်းနွန်ကဆက်ပြောပြမှာဖြစ်ပါတယ်ตัดแล้วก็กลับล้อแล้วก็ตอกตะปู2นิ้วครึ่งประมาณ8ตัวကားဘိန်းကိုပြောင်းပြန်လှန်လိုက်ပါကျန်တဲ့တာယာနှာခမ်းတစ်ဖက်မှာနဲ့လက်မကွဲတန်တွေကိုအစိတ်အကျဲညီရိုက်ပါတန်ကိုဆွဲုံရိုက်ပြီးတန်အစခတ်ချစ်စီလဲခြံထားပေးပါအင်္ဂလိပ်လောင်းတဲ့အခါမှာတော့မြဲအောင်လုပ်ပေါ့ဗျာပြီးရင်တော့မြေညီညီမှာပလတ်စတစ်အိတ်ဖြစ်ဖြစ်မြေကုန်အိတ်ဖြစ်ဖြစ်ခင်းပါဒါမှမဟုတ်လို့ရှိရင်တိတ်ရွက်ကြီးခင်းလဲရပါတယ်အဲ့ဒီအပေါ်တန်ရိုက်ထားတဲ့ပချမ်းကားတာယာကိုချထားပေးပါဘီလက်မြေကြောက်ခဲအသေးတို့ကိုတော့ရေခတ်ကြဲကြဲနဲ့ရောဆက်ပါတခြားအင်္ဂလိပ်ဖြော်တာတဲ့တော့ဘီလက်မြေကိုပို့သုံးရမှာပါပြီးရင်တော့ကားဘိန်းအောက်ပိုင်းကိုလောင်းပါကားဘိန်းကိုမြေခင်းကနေတလက်မလောက်မြင့်အောင်ဖြည်းဖြည်းချင်းဆွဲတင်လိုက်ပါအောက်မှာအင်္ဂလိပ်တွေနေရာယူလာမယ်အင်္ဂလိပ်ကကားဘိန်းနှုတ်ခမ်းကိုငုံထားတဲ့သဘောပေါ့ဗျာပို့ပြီးတော့ခိုင်မာဖို့အတွက်လည်းဖြစ်တာပေါ့ဘီလက်မြေတဲကိုတော့ကားဘိန်း25လုံးလောက်လောင်းလို့ရပါတယ်
ကားဘိန်းတစ်လုံးအတွက်ကတော့ကုန်ကျစရိတ်ပေါ့ဗျာထိုင်းနိုင်ငံမှာဆိုရင်တော့ကျပ်1500လောက်ပဲကုန်ကျပါတယ် ကားတာယာကိုညနေပိုင်းလောက်မှာအင်္ဂလိပ်လောင်းလာတယ်ဆိုရင်တော့မနေ့ဆိုရင်တော့ဒီအင်္ဂလိပ်ဟာအတော်လေးခြောက်လာပြီးဖြစ်ပါတယ်အဲ့ဒီအခါမှာအင်္ဂလိပ်လောင်းထားတဲ့တာယာအတွင်းပိုင်းကိုရေမစိမ့်အောင်ဆိုပြီးတော့အချောကင်ဖို့လိုပါတယ်ဘီလက်မြေနဲ့အင်္ဂလိပ်ရေမစိမ့်တဲ့ဆေးရည်ကိုရော့ဆက်ပြီးတော့တပြက်စီနဲ့ဆွပြီးတော့တာယာအတွင်းပိုင်းကိုတုပ်လိမ့်ပေးပါလေပေါက်လေးတွေစီနေရင်ဘီလက်မြေအရေကစိမ့်ဝင်သွားပြီးတော့ရေလုံသွားပါလိမ့်မယ်ပြီးရင်တော့တပတ်လောက်အချောက်ခံထားလိုက်ရင်စပားဆိုင်ဖို့အဆင်သင့်ရပြီဖြစ်ပါတယ်စပားဆိုင်ဖို့တာယာကွေကအဆင်သင့်ဖြစ်နေပြီဆိုရင်ဘယ်လိုလုပ်ရမလဲပြောပါဦးဦးခမ်းနှင်းရဲ့ ลองเอาดินใส่ถุงดินธรรมดาดินตรงไหนก็ได้ที่เป็นดินเหนียวดินไม่ใช่ ပြိုးထောင်တဲ့ပလတ်စတစ်ရဲ့အမဲမှာမြေကြီးထည့်ပြီးစပားစိတ်20 30လောက်မြုပ်ပြီးစိုက်ပါညနေတိုင်းတော့ရေလောင်းပေးပါလဲမှာစိုက်ပြိုးသလိုပြိုးထောင်ပြီးမှအိတ်ထဲကိုထည့်ပြီးစိုက်လို့လည်းရပါတယ်မကြွန့်ကျင်ခင်မလုတ်တက်ခင်မှာတော့စပားစိတ်နဲ့စိုက်တာကတော့ပိုပြီးတော့လွယ်ကူတာပေါ့ဗျာစပားမင်းတစ်ထွာလောက်ရပြီဆိုရင်တော့တာယာခွေထဲကိုပြောင်းစိုက်လို့ရပါပြီကားဘိန်းတာယာထဲမှာရေထည့်ပါစပားပြိုးရိတ်ထက်ကမြေကြီးတွေရေမြုပ်အောင်ပဲရေဆက်ဆက်ထည့်ပြီးတော့ထားပေးပါဒါမှစပားအပင်ပွားနှုံကောင်းပါတယ်မြေဩဇာကတော့နွားချီကျွက်ချီဝက်ချီကြက်ချီအချောက်ကိုရေစိမ့်ပြီးရတဲ့မြေဩဇာအရေကိုကားဘိန်းတာယာတွေကရေထဲမှာရောထည့်ထားတာပိုကောင်းပါတယ်ကားဘိန်းထဲမှာမြေကြီးထက်ရေထက်နွားချီထည့်ပြီးတော့စိုက်တာကပုံမလွယ်ဘူးလားခင်ဗျข้าวที่ปลูกในถุงแล้วใส่ในน้ำโดยไม่มีดินในล้อนะလွယ်တော့လွယ်တယ်မြေထက်ရေထက်စိုက်ရင်ရေကုန်များတယ်တစ်နှစ်ကို၄ချိန်စိုက်မယ်ဆိုရင်တော့စပားရိပ်ပြီးတာနဲ့ချက်ချင်းပြန်စိုက်ရပါတယ်စပားငုတ်ရှိနေရင်ရေထိတာနဲ့အပင်ငယ်တွေပြန်ပေါက်မယ်အဲ့ဒီစပားအငုတ်အပင်ကအသီးမသီးပဲမြက်ပင်လိုဖြစ်နေတော့ကိုပြန်စိုက်တဲ့စပားပင်ကိုထိခိုက်စေတာပေါ့အဲ့ဒီတော့ပလတ်စတစ်အိတ်နဲ့စိုက်တာကပိုကောင်းတယ်တစ်ခါစိုက်ပြီးတဲ့ပလတ်စတစ်အိတ်ကိုဘေးဆောင်လှဲလိုက်ပြီးတော့တလက်မအပေါက်လေးတွေထိုးဖောက်ပြီးအဲ့ဒီအပေါက်မှာစပားစိတ်မြုပ်ပြီးပြန်စိုက်လို့ရပါတယ်အိတ်အိတ်ကိုဟိုဘက်ဒီဘက်လှည့်ပြီးအကြိမ်ကြိမ်စိုက်လို့ရတာပေါ့ဗျာဦးခမ်းနှင်းမိသားစုတစုစားဖို့အတွက်ကားဘိန်းဘလောက်စိုက်ထားလဲပြီးတော့တဧကမှာစပားဘလောက်လောက်ထွက်တယ်လဲပြောပါအောင်ဗျแต่ผมไม่มีที่แล้วถ้ามีที่ผมทำไปไร่นึงนานแล้วนั่นแหละครับเท่านั้นแหละကျွန်တော်ကတော့တဧကပြည့်အောင်မစိုက်ဘူးတော့တဧကဘယ်လောက်ရလဲတော့မပြောနိုင်ဘူးပေါ့ဗျာကျွန်တော်မိသားစု၄ယောက်အတွက်စိုက်နေတာကကားတာယာအလုံး380စိုက်ထားတယ်ပြီးတော့အုတ်ကန်လုပ်ပြီးစိုက်တဲ့စိုက်ခင်းတစ်ခုလည်းလုပ်ထားတယ်အစာပိုင်းမှာပြောခဲ့သလိုပေါ့ဗျာဧကရဲ့9ပုံ1ပုံလောက်အကျယ်မှာပဲစိုက်စားနေတယ်အကောင်းစားဆန်ပဲစိုက်စားတယ်တဘာဝအတိုင်းစိုက်ပြီးတထေးဆန်စားနိုင်တယ်ပေါ့ဗျာကိုကျမ်းမဲ့အတွက်လည်းကောင်းတာပေါ့ဆန်ဝယ်စားတဲ့အလုပ်ဟာသူ့အလုပ်မဟုတ်ဘူးဆိုပြီးတော့ဦးခမ်းနှင်းကတော့ဝါဝါကြွကြွပဲပြောသွားပါတယ်အခုလိုထူးထူးခြားခြားနဲ့လွယ်လွယ်ကူကူစိုက်နိုင်တဲ့နီလန်းတွေကိုစမ်းသစ်တီထွင်လဲမြေတခွင်အစီအစဉ်ကနေဆက်လက်တင်ဆက်ပေးဖို့ရှိပါတယ်နောက်တစ်ခေါက်ပြန်ဆောင်တဲ့အခါသင်းမောပင်အကိုင်းကူးတဲ့နီးကိုပြောပြမှာဖြစ်ပါတယ်ပျော်ပျော်ပါပါပေါ့ဦးဝင်းမြင့်စီစဉ်တင်ဆက်တဲ့စမ်းသစ်တီထွင်လေတော့တခွင်အစီအစဉ်သစ်ဖြစ်ပါတယ်ခင်ဗျာဒီစီစဉ်နဲ့ပတ်သက်ပြီးတော့သရရှင်တို့ရဲ့အတွေ့အမြင်တွေကိုလည်းကျွန်တော် BBC ကိုစာရေးပေးပို့ရဆိုလို့ရှိရင်ပေးပို့လို့ရပါတယ်စာရေးတစ်တာအမှတ်ကတော့999ကန္နာလန်ရန်ကုန်မြို့ဖြစ်ပါတယ်ခင်ဗျာ